ကျင်ရအောင်စောင့်ခြင်းကစွမ်းအားကြီးမားခြင်းဆိုလက်နဲ့တစ်ခုပါပဲလူတော့လူစွမ်းကောင်းတွေများပြတဲ့လောကကြီးထဲမှာကိုနည်းနည်းလေးအားကျင်အောင်စောင့်တာဒါမှမဟုတ်ကိုယ့်ရဲ့စွမ်းရည်ကိုဖုံးကွယ်ထားတာတကယ်တော့ဉာဏ်နဲ့ရှိတဲ့လှုပ်ရှားမှုဖြစ်နိုင်တယ်ဘာလို့အားကျင်အောင်စောင့်သင့်တာလဲနံပါတ်1လူတွေကိုစိတ်အေးလက်အေးဖြစ်သွားစေတယ်ကိုကအမြဲတမ်းအရာအလုံးကိုသိနေတာတော်နေတာပြနေရင်လူတွေကတတိထားပြီးယူဆိုင်ကြတယ်ကိုကလည်းနည်းလေးကနမ်းမကိုက်တယ်လို့မသိတယ်လို့ဟန်ဆောင်လိုက်တဲ့အခါသူတို့ရဲ့တတိထားမှုကိုကြောကြစေပြီးပွပွင့်လေးဖြစ်လာဖို့အခွင့်အရေးရစေထားတယ်နံပါတ်2လိုဝက်လက်နဲ့လိုပါပဲကိုယ့်ရဲ့ကတ်တွေကိုရင်ဘတ်ထဲမှာဖွက်ထားတယ်လို့ပါပဲလူတွေကကိုအထည်သေးတဲ့အခါကိုကတကယ်တမ်းမှာအရန်တော်နေတယ်ဆိုတာနောက်မှထုတ်ပြလိုက်ရင်ဒါဟာကိုအတွက်အကြီးဆုံးကြီးမားတဲ့အောင်ပွဲဖြစ်စေတယ်နံပါတ်3အခွင့်အရေးတွေပိုရစေတယ်သူများတွေကကိုအလေးမထားတဲ့အခါကိုရဲ့အစီအစဉ်တွေကိုတတိမမူပြီးတဲ့အခါကိုကမတိမတာနဲ့အခွင့်အရေးတွေယူပြီးရှေ့ကိုတက်သွားလို့ရတယ်သတိထားမယ့်အချက်ဒါဟာကိုအမြဲတမ်းဟန်ဆောင်နေဖို့မဟုတ်ဘူးဉာဏ်ပညာနှိမ့်ချထားခြင်းရဲ့တိမ်မွေ့ရဲ့ဟန်ချက်ညီမှုကိုနားလည်ထားရမှာပါကိုယ့်ရဲ့စွမ်းရည်တွေဗျူဟာမြောက်ထုတ်ပြဖော်ပြတဲ့ဖြင့်လိုအပ်လာတဲ့အချိန်ကျရင်တော့ဒါကိုအသုံးချဖို့အသင့်ဖြစ်နေရအသွင်အပြင်ကတကယ်အဖြစ်မှန်အထိပိုရေးကြီးရဲ့ဆိုတဲ့စကားကိုသတိရပါအခုဒီဗီဒီယိုကို share သွားလို့ရပါတယ်